အပြာရောင်လူကပကြီးကားတစ်ချက်လုံးကိုအပြာရောင်ဖြစ်စေခြင်းနဲ့အနီရောင်လူကတော့တကားလုံးကိုအနီရောင်ဖြစ်စေခြင်းနဲ့နှစ်ယောက်စလုံးကကိုယ်ရောင်ကိုသာအနိုင်ရစေခြင်းပြီးဘယ်သူမှအရှုံးမပေးခဲ့ကြဘူးဒီလိုနဲ့စကားမပြောတဲ့အယောင်စစ်ပွဲတစ်ခုစတင်ခဲ့တယ်အပြာရောင်လူကအပြာစီးတလွားတုတ်လိုက်တိုင်းအနီရောင်လူကချက်ချင်းအနီစေးနဲ့ဖုံးပစ်လိုက်တယ်အပြာရောင်လူရဲ့စုပ်တံကပူကြီးတာကိုမြင်တော့အနီရောင်လူကအရှိန်တိုးဖို့တမျက်စိကိုတောင်ထုတ်သုံးလိုက်တယ်အပြာရောင်လူကလည်းနောက်မကျချင်တော့စုပ်တံအသေးကိုစွန့်ပစ်ပြီးအေယာမစစ်လိတ်တုံးကြီးနဲ့ဆက်တုပ်တဲ့အနီရောင်လူကတော့အထူးဒီဇိုင်းလုပ်ထားတဲ့စုပ်တဖက်နှက်ကိုဝတ်ပြီးကျမ်းပြင်ပေါ်မှာရှော့စီရဲစစ်တုပ်တဲ့အပြာရောင်လူကတော့လျှက်စစ်ဆက်ကူတာပေါ်တက်ပြီးအရှိန်နဲ့လိုက်တုပ်နေခဲ့တယ်ဒေါသထွက်လာတဲ့အနီရောင်လူကတမျက်စိကိုပစ်ချပြီးဆက်လက်တရင်တစည်းပေါ်ခုန်တက်ကအပြာရောင်လူကိုဆက်လိုက်ခဲ့တယ်မကြခင်မှာဆေးမတုပ်ရသေးတဲ့နေရာတစ်ခွက်တည်းသာကျန်တော့တဲ့နှစ်ယောက်စလုံးကအဲ့ဒီနေရာကိုတတိုင်းနဲ့တဲ့အရှိန်နဲ့မောင်းဝင်လာကြတယ်နောက်ဆုံးချိန်မှာအပြာရောင်လူကရုတ်တရက်ကွေ့ရှောင်လိုက်ပေမဲ့ဟန်ချက်ပြက်ပြီးအနီရောင်နယ်မြေတဲကိုလဲကျသွားတယ်သူ့နှာခေါင်းပေါ်မှာအနီဆေးပေကျန်နေတာကိုတွေ့ပြီးအမြန်တုပ်လိုက်ပေမဲ့အနီရောင်လူရဲ့နယ်မြေတဲကိုရောက်နေပြီဆိုတာသိလိုက်ရတယ်အခွင့်ရေးရသွားတဲ့အနီရောင်လူကအပြာနယ်မြေတဲကိုအနီဆေးနဲ့ကျူးကျော်ဖို့ကြိုးစားတယ်ဒါကိုမြင်တော့အပြာရောင်လူကအရန်ဒေါသထွက်သွားပြီးစေးတင်ကားကြီးတစ်စီးကိုခေါ်ကအနီနယ်မြေတစ်ခုလုံးကိုအပြာဆေးတွေလောင်းချလိုက်တယ်အနီရောင်လူကလည်းအရှုံးမပေးပဲမော်တော်လေးကြီးတစ်စီးကိုခေါ်ပြီးအပြာနယ်မြေဘက်ကိုအနီဆေးတွေအပြင်းပြင်းနဲ့ပတ်ဖြတ်လိုက်တဲ့နှစ်ယောက်စလုံးဘယ်သူမှအရှုံးမပေးချင်ကြဘူးရုတ်တရက်ရင်းနှစီးလုံးအရှိန်လုံးပြီးအပြင်းထန်လဲပတ်သွားရကမောင်းသူနှစ်ယောက်စလုံးလွတ်ထွက်သွားကြတယ်ထိမရတော့တဲ့ရင်းနှစီးကတစ်စီးနဲ့တစ်စီးအရှိန်ပြင်းပြင်းတိုက်မိပြီးပောက်ကွဲမှုကြီးတစ်ခုဖြစ်ပွားသွားတယ်ပုံမှုန့်တွေတဖြည်းဖြည်းငြိမ့်သက်သွားတဲ့အခါမှာတော့အနီနဲ့အပြာရောင်တွေလှပစွာပေါင်းဆက်ထားတဲ့ကဘာကျော်ပကြီးကားတစ်ချက်ပေါ်ထွက်လာခဲ့ပါတော့တယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းဆက်ကကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်သွားပေးကြပါနော်